Hello ဒီနေ့တော့တီးဆုံချင်းဟင်းလေးချက်စားပါမယ်ရှင်တီးဆုံချင်းဟင်းလေးချက်ဖို့တဲ့ channel ကိုဆင်းပြီးတော့ချင်းမရွက်ရင်ဆင်းခုပါမယ်ဒါကတော့မိမိတို့ channel မှာရှိနေတဲ့ချင်းမရွက်လေးတွေပါချင်းမရွက်လေးကိုလိုတလောက်လိဖြတ်လိုက်ပါမယ်ပြီးတော့ခူထားတဲ့ချင်းမရွက်လေးကိုတစ်ခါတိုင်းချွေထားလိုက်ပါမယ်ရှင်ပြီးတော့ဒီတီးဆုံချင်းဟင်းချက်မှာဆိုတော့တတိလေးကိုလည်းကိုလိုတဲ့တီးနှံလေးကိုပါတစ်ခါလေးလှိတစ်ထားလိုက်ပါမယ်ခင်းတီးရဲ့ပဲတီးရဲ့မြင့်ရဲ့ငုတ်တီးရဲ့စက်တော်နေရဲ့မိုးလောက်ဦးရဲ့ပြီးတော့ရုပ်လိုတီးရဲ့အဲ့တီးရတဲ့အားလုံးကိုတစ်ခါလေးရေးဆေးပြီးတော့လုံးချချက်ပါမယ်ပြီးတော့ဟင်းချုံမလေးနဲ့ထည့်မယ်ဒါစတောင်းမုတ်လေးရဲ့စားလေးရဲ့မျိုးလေးချက်မုတ်လေးရဲ့စနွေးလေးရဲ့မဆလာလေးရဲ့ပြီးတော့စီလေးနဲ့စိမ့်စားငပိလေးကိုပါတစ်ခါလေးထည့်ပြီးတော့တစ်ခါလေးလုံးချက်ပါမယ်ရှင်တီးနှံလေးတစ်ခါလေးတီးနှံလေးကိုတစ်ခါလေးနွမ်းတော့အရင်တက်ထားလိုက်ပါမယ်ရေမထည့်ဘဲနဲ့ရင်တက်ထားလိုက်ပါမယ်ပြီးတော့နောက်ဆုံးမှာရေလေးကိုထည့်ပြီးတော့ကိုလိုတလောက်လေးထည့်ပြီးတော့ဆက်ချက်ထားပါမယ်ရှင်ဒီထဲကိုမမေကရုပ်လိုတီမထည့်ပါဘူးရုပ်လိုတီကအရင်နူးပြန်လဲဆိုတော့ရေလေးထည့်ပြီးမှရုပ်လိုတီထည့်ပြီးတော့တစ်ခါလေးချက်လိုက်ပါမယ်ရှင်ဒီနေ့တော့မိုးအေးအေးလေးနဲ့ချင်းဟင်းလေးနဲ့ထမင်းမီလေးစားပါမယ်ရှင်ဒီနေ့တော့အိမ်ကတူမလေးလေးထမင်းလာဆောင်ပါဆိုတော့ဒီနေ့တော့ချင်းဟင်းလေးနဲ့မြေလေးမိသားစုလေးထမင်းစားပါမယ်ရှင်ပြီးတော့ချင်းဟင်းနဲ့တွဲစားဖို့အတွက်ငါးလေးတွေကိုပါလဲတစ်ခါလေးကြော်ထားလိုက်ပါမယ်ဒီနေ့ကတော့ငါးလေးတွေလည်းစစ်ပြီးနေရဆိုတော့ငါးလေးကိုတစ်ခါလေးကြော်ထားလိုက်မှာဒီနေ့ကတော့ချင်းနဲ့ငါးကြော်လေးရပါပြီရှင်းတော့ဘလို့လည်းထပ်ဆုံးမရှင်းတတာ